အလုံးမင်္ဂလာပါရှင်ဒီနေ့ကျွန်မပြပေးသွားမယ့်အကြောင်းအရာကတော့အင်အားကြီးမားတဲ့သဘာဝဘေးတစ်ခုဖြစ်တဲ့ဆူနာမီကြောင့်ပဲဖြစ်ပါတယ်ဆူနာမီဆိုတဲ့စကားလုံးကဂျပန်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့ဆူစိတ်ကန်းနာမီလှိုင်းစိတ်ကန်းလှိုင်းလို့အဓိပ္ပာယ်ရပါတယ်ဆူနာမီဆိုတာဘာလဲဆိုတော့ပင်လယ်ကျမ်းမြေအောက်မှာငလျင်လှုပ်တာမိတောင်ပေါက်ကွဲတာမြေပြိုတာစတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပေါ်လာတဲ့ဤမပြီးကိုလှိုင်းကြီးတွေကိုခေါ်တာပဲဖြစ်ပါတယ်ဒီလှိုင်းတွေဟာပုံမှန်ပင်လယ်လှိုင်းတွေနဲ့မတူပဲအလွန်ကြီးမားပြီးတော့အင်အားပြင်းထန်တာကြောင့်ကမ်းရိုးတန်းဒေသတွေကိုအကြီးအကျယ်ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်ဆူနာမီဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရာတွေကိုပြပြသွားပါမယ်ပထမတစ်ခုကတော့ပင်လယ်ကျမ်းမြေအောက်ငလျင်လှုပ်ခြင်းဖြစ်ပါတယ်ဒါကတော့ဆူနာမီဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်ပင်လယ်ကျမ်းမြေအောက်ကရေထုရေလွှာချက်တွေကရုတ်တရက်ရွှေလျားသွားတဲ့အခါအပေါ်ကရေထုကိုရုတ်တရက်ဖယ်ထုတ်လိုက်လို့ဖြစ်သွားပြီးဤမလှိုင်းတွေစတင်ဖြစ်ပေါ်လာပါတယ်နောက်တစ်ခုကမီးတောင်ပေါက်ကွဲခြင်းကြောင့်ဖြစ်ပါတယ်ပင်လယ်အောက်မီးတောင်ကြီးတွေပြင်းထန်စွာပေါက်ကွဲတဲ့အခါရေထုကိုရုတ်တရက်ဖြစ်ဖယ်ထုတ်လိုက်တဲ့အတွက်ဆူနာမီလှိုင်းတွေဖြစ်ပေါ်နိုင်ပါတယ်ဆူနာမီဖြစ်ပေါ်စေတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့မြေပြိုခြင်းကြောင့်ဖြစ်ပါတယ်ပင်လယ်အောက်မှာဒါမှမဟုတ်ကမ်းရိုးတန်းဒေသတွေမှာမြေပြိုမှုကြီးတွေဖြစ်ပေါ်တဲ့အခါရေထုကိုလှုပ်ခတ်စေပြီးဆူနာမီလှိုင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဥက္ကာခဲကျခြင်းဖြစ်ပါတယ်ဒါကတော့ဖြစ်ခဲ့ပေမဲ့ပင်လယ်ထဲကိုဥက္ကာခဲကြီးတွေကြာရောက်ခဲ့ရင်လည်းဤအမဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်စေနိုင်ပါတယ်လို့ဆိုပါတယ်ဒီအကြောင်းအရာတွေကြောင့်ဆူနာမီလှိုင်းတွေဖြစ်ပေါ်လာရဆိုရင်ဆူနာမီလှိုင်းတွေဟာသမုဒ္ဒရာရေပြင်ကမှာအလွန်လျင်မြန်စွာရွှေ့လျားနိုင်ပါတယ်ဒါပေမဲ့ပင်လယ်ရေတိမ်ပိုင်းကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့အရှိန်နှုန်းလျော့ကျသွားပြီးတော့လှိုင်းရဲ့အမြင့်ကတော့တိတိတသာမြင့်တက်လာပါတယ်အဲ့ဒီအခါမှာတော့အလွန်ကြီးမားပြီးပြင်းထန်တဲ့ရေလှိုင်းကြီးရဲ့အဖြစ်ကမ်းခြေကိုရောက်တိုက်ခတ်လာပါတော့တယ်ကမ္ဘာပေါ်မှာထင်ရှားတဲ့ဆူနာမီတွေကတော့2004ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယသမုဒ္ဒရာဆူနာမီနဲ့2011ခုနှစ်မှာဖြစ်ခဲ့တဲ့ဂျပန်ဆူနာမီတို့ဖြစ်ပါတယ်2004ခုနှစ်မှာဖြစ်ခဲ့တဲ့အိန္ဒိယသမုဒ္ဒရာဆူနာမီဟာသမိုင်းမှာအဆိုးဝါးဆုံးဆူနာမီတွေထဲကတစ်ခုဖြစ်ပြီးတော့အင်ဒိုနီးရှားထိုင်းသီရိလင်္ကာပါဝင်နိုင်ငံပေါင်းများစွာမှာလူပေါင်း2,300,000ကျော်သက်ဆုံးရှုံးခဲ့ရပါတယ်ဒီဆူနာမီက9.1 မက်ဂနီကျူရှိတဲ့ငလျင်ကြောင့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်2011ခုနှစ်မှာဖြစ်ခဲ့တဲ့ဂျပန်ဆူနာမီက9.3 မက်ဂနီကျူရှိတဲ့ငလျင်ကြောင့်ဖြစ်ခဲ့ရတာဖြစ်ပြီးတော့ဖူကူရှီမာနျူကလ িয়ার စက်ရုံကိုပါထိခိုက်ခဲ့ပါတယ်ဒီပြင်းထန်တဲ့ဆူနာမီကြောင့်ဂျပန်နိုင်ငံမှာလူပေါင်း1,000 ကျော်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်ဒီဆူနာမီမတိုင်ခင်မှာလည်း1955မှာပေါ်တူဂီမှာဖြစ်ပွားခဲ့တဲ့ဆူနာမီ1883ခုနှစ်မှာကရာကာတိုအာမီတောင်ပောက်ကွဲမှုကြောင့်ဖြစ်ပွားခဲ့တဲ့အင်ဒိုနီးရှားဆူနာမီ1960မှာ9.5 မက်ဂနီကျူထိလှုပ်ခတ်ခဲ့တဲ့တမိုင်းမှာအကြီးမားဆုံးငလျင်ကြောင့်ဖြစ်ခဲ့တဲ့ရှီလီဆူနာမီစတဲ့ဆူနာမီတွေလည်းရှေ့မှာဖြစ်ပွားခဲ့ပါသေးတယ်ဆူနာမီလှိုင်းတွေကကမ်းရိုးတန်းဒေသတွေကိုအကြီးအကျယ်ပျက်စီးဆုံးရှုံးစေပြီးရုတ်တရက်ဝင်ရောက်လာတဲ့အေးမလှိုင်းတွေကြောင့်လူတွေရေထဲမျောပါပြီးအသက်ဆုံးရှုံးမှုတွေအများပြားဖြစ်ပေါ်စေနိုင်ပါတယ်အဆောက်အဦတွေအိမ်တွေတရားတွေကိုလမ်းတွေအားလုံးကိုလည်းဖျက်ဆီးဖြစ်နိုင်ပါတယ်ဆူနာမီဟာအလွန်အင်အားကြီးမားတဲ့သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့အတွက်သူ့ရဲ့အကြောင်းကိုနားလည်ပြီးကြိုတင်ကာကွယ်ပြင်ဆင်ထားမှုတွေပြုလုပ်ထားမယ်ဆိုရင်အသက်အန္တရာယ်ရှိခြင်းကိုရှော့ချပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဆူနာမီမလာခင်ကြိုတင်ပြတ်တဲ့လက္ခဏာတွေကိုသိထားသင့်ပါတယ်။ဆူနာမီမလာခင်ကြိုတင်ပြတ်တဲ့လက္ခဏာတွေကတော့ကမ်းခြေနားမှာပင်လယ်ရေတွေပုံမှန်မဟုတ်ပဲရုတ်တရက်အလွန်မင်းနှဆုတ်သွားတတ်ပါတယ်။ဒါဟာဆူနာမီလိုင်းကြီးမဝင်ခင်ရေတို့ပြန်ဆုတ်သွားတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ပင်လယ်ပြင်ကနေမိုးချင်းတန်လိုယထာပြေးတန်လိုမျိုးကျဲလောင်တဲ့အတန်တွေပင်လယ်ပြင်ကနေကြားရနိုင်ပါတယ်ပင်လယ်ပြင်နဲ့နီးတဲ့နေရာတွေမှာငလျင်လှုပ်တာဒါမှမဟုတ်မြေပြင်တုန်ခါမှုခံစားရပြီဆိုရင်ဆူနာမီဖြစ်နိုင်ခြေရှိပါတယ်2004ခုနှစ်အိန္ဒိယသမုဒ္ဒရာဆူနာမီဖြစ်ပွားပြီးနောက်မှာသူတေသီတွေနဲ့ဒေသခံတွေရဲ့ပြောကြားချက်အရစိတ်ဝင်စားစရာကောင်းတဲ့ချက်တချို့တွေ့ရှိခဲ့ရပါတယ်။တီဝီလင်္ကာနိုင်ငံယာလာမျိုးသားဥယျာဉ်မှာ
ဆူနာမီမလာခင်မိနစ်အနည်းငယ်လိုမှာစင်တွေအပါဝင်တရိတ်ဆန်တွေဟာကုန်းလင်းမရဲ့အမြင့်ဆုံးနေရာတွေကိုထွက်ပြေးတိမ်ချောင်သွားကြတယ်လို့မျက်မြင်သက်သေတွေကပြောကြားခဲ့ကြပါတယ်။တငါတဲ့တချို့ရဲ့ပြောကြားချက်အရဆူနာမီမလာခင်မှာငါးတွေကပုံမှန်ရှိနေကြနေရာတွေကနေရေနက်ပိုင်းကိုပြောင်းသွားတာဒါမှမဟုတ်ပုံမှန်မဟုတ်ပဲရေမျက်နှာပင်ပေါ်ကိုတက်လာတာမျိုးတွေကိုသိရတယ်လို့ဆိုပါတယ်။ဒီလိုတရကားတွေရှိပေမဲ့ရေအောက်တတဝါတွေရဲ့ဆူနာမီပေါ်တုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့သိပ္ပံနည်းကျအချက်လက်တွေခိုင်မာအောင်ထပ်မံလေ့လာဖို့လိုအပ်နေပါသေးတယ်။ဒါပေမဲ့ဒီလိုဒရိတ်ဆန်တွေရဲ့ပြောင်းလဲမှုတွေကိုလေ့လာထားတာတွေဟာတဘာဝဘေးရန်တွေကျူတင်ခံမှန်းရမှာအဖို့တန်တဲ့ပဲလောင်စားတွေကိုပြီးနိုင်ပါတယ်။ဆူနာမီဖြစ်ပေါ်လာနိုင်နေဆိုရင်အသက်ဘေးကင်းဖို့အတွက်ဒီအချက်တွေကိုသတိထားသင့်ပါတယ်။သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေကနေထုတ်ပြန်တဲ့ဆူနာမီသတိပေးချက်တွေကိုအမြဲတမ်းစိုက်နှာထောင်သင့်ပါတယ်။ဆူနာမီအန္တရာယ်ရှိရဆိုရင်ချက်ချင်းအမြင့်ဆုံးနဲ့ဘေးကင်းဆုံးနေရာကိုပြောင်းရွှေ့သင့်ပါတယ်။ငလီလှုပ်ပြီးနောက်ဒါမှမဟုတ်ပင်လယ်ရုတ်တရက်ဆုံးသွားပြီဆိုရင်ကမ်းခြေနာကိုလုံးဝမသွားပါနဲ့ချက်ချင်းကမ်းခြေကနေဝေးရကိုသွားတင်ပါတယ်။တင်နေထိုင်တဲ့ဒေသဒါမှမဟုတ်အလုပ်လုပ်တဲ့နေရာကနေဘေးလွတ်ရာကိုဘယ်လိုသွားရမယ်ဆိုတဲ့ရေးပေါ်လမ်းကြောင်းကိုမိသားစုဝင်အားလုံးနဲ့ဆွေးနွေးထားပါ။ရေးပေါ်အခြေအနေမှာမိသားစုဝင်တွေပြန်ကျဲသွားရင်ဖယ်နေရမှာပြန်ဆောင်မယ်ဆိုတဲ့မိသားစုဆောင်ရွက်ကိုလည်းကျူတင်သတ်မှတ်ထားတင်ပါတယ်။အိမ်မှာရှိတဲ့ဓာတ်ငွေ့နဲ့လျှက်စစ်မီးတွေကိုပိတ်ခဲ့တင်ပါတယ်။နောက်ပြီးတော့6တွေအစားဆေးဝါးဓာတ်မီဘက်ထရီအပူသတင်းချက်လက်ရည်ကိုဖုန်းရေဒီယိုရေးကြီးစာရွက်စာတမ်းမိသားတချို့နဲ့တကူရေးသုံးပစ္စည်းတွေကိုယူဆောင်သွားတင်ပါတယ်။ဆူနာမီလိုက်ရတလိုင်းနဲ့မဟုတ်ပဲနောက်ထပ်ပိုကြီးတဲ့လှိုင်းတွေဆက်တိုက်လာနိုင်တာကြောင့်ပထမလှိုင်းကျသွားတာနဲ့ချက်ချင်းပြန်မလာပဲဘေးလွတ်ရမှာပဲဆက်နေတင်ပါတယ်ရေးပေါ်အခြေအနေမှာကောလာဟာလာတွေထွက်ထွက်တာကြောင့်တရားဝင်သတင်းရင်းမြစ်တွေကိုသာယုံကြည်တင်ပါတယ်ဆူနာမီဟာကြောက်မောက်ဖွယ်ကောင်းတဲ့တဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီးမယ်ကျူတင်ပြင်ဆင်မှုကောင်းဝင်မယ်ဆိုရင်အသက်အန္တရာယ်နဲ့ပစ္စည်းဆုံးရှုံးမှုတွေကိုတတ်နိုင်ဆုံးဆွရှောက်နိုင်မှာဖြစ်ပါတယ်ရှင်ဒါကတော့ကျမလေ့လာမိသလောက်ဆူနာမီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်အဆုံးလေးနားဆင်ပေးခဲ့ကြတဲ့သူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ကျရင်လည်းတဘာဝတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြပြပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်